ဒီနေ့ကတော့ရာသီဥတုအေးအေးလေးနဲ့ဖြိုးအရန်စားခြင်းနေတဲ့တုတ်ဟူနွေလေးကိုကိုရိုင်းလွတ်ဆောင်မှာဖြစ်ပါတယ်ဖြိုးရဲမလို့လေးအဆုံးထိကြည့်ပေးကြပါအောင်ရှင်ရှမ်းပြိုသွားပြီးတော့တုတ်ဟူနွေစားနေရတဲ့အရသာလေးလောကထိမိနေတာပဲရီးနေတာကျန်အဲ့ရေဝါလို့မလေးရပါပြီအင်ကြီးလဲပါမယ်အင်ကြီးလေးကချစ်အင်ကြီးလေးကိုဝစ်ဖြစ်တာနိုးနေပြီလားဖြစ်တာနိုးနေပြီလားအိုးချောနေတာအပြင်သွားမလို့မင်းမယောက်ျားအပြင်သွားမယ်ဘာမှအောင်မလဲဘာမှတော့မိုးကလည်းအေးနေတုတ်ဟူနွေလေးစားချင်တုတ်ဟူနွေမှာဒုတိယမှာမရလားဟိုလေးစားချင်တာပြပတ်တာလေမရတော့လေအစင်ပြတစ်ခုခုပဲဝယ်ခဲ့လိုက်ပါဟုတ်ပြီအဲ့ဆိုရင်အစင်ပြတစ်ခုဝယ်ခဲ့လိုက်မယ်နော်ဟုတ်ကဲ့ပါလို့ကဲတိုက်ဖြစ်သွားလိုက်မယ်နော်တကာနော်တော်စားမှုလားကဲမိမစားခြင်းနဲ့တုတ်ဟူနွေတော့ရခဲ့ပြီဟဲ့ဟုတ်လားဟုတ်တယ်ဒီမှာ Master Idol တုတ်ဟူနွေတဲ့ ready made ပေါ့ready made ဘာပဲဖြစ်စားရရင်ပြီးရောကိုကလောက်စားမယ်နော်ကိုကလောက်စားမယ်ကဲတသားမမြဲတာလောက်စားလိုက်မယ်တသားကဖေထိန်နော်တလောက်စားမယ်အတူတူကဲတဲထားတဲ့ရင်တွေလေးဆူလာပြီဆိုတော့ခောက်ဆွဲလေးပြုတ်ပါတော့မယ်ဒီတုတ်ဟူနွေတစ်စိတ်တွေက Master Idol တစ်စိတ်တဲ့သူကကြတော့ခောက်ဆွဲကိုတဲ့ပုတ်ဆူနေတဲ့ရင်တွေထဲမှာ9မိနစ်3မဟုတ်9မိနစ်လောက်ပြုတ်ပြီးတော့ရေးစစ်ထားမယ်ဆိုတော့ဖြိုးအရင်ဆုံးခောက်ဆွဲလေးပြုတ်လိုက်မယ်ယောက်ျားမစားသေးဘူးဆိုတော့ဖြိုးတယောက်တည်းစားတော့မှာပေါ့နော်သူ့မှာဒီလိုခောက်ဆွဲနဲ့အထုပ်လေးဒီလိုအထုပ်လေးပေါ့နော်တစ်ထုပ်ပါတယ်တစ်ထုပ်ထဲမှာလို့ဖြိုးနှစ်ထုပ်လုပ်လိုက်မယ်ခောက်ဆွဲလေးပြုတ်ထားတဲ့အချိန်မှာဖြိုးကသူ့ထဲမှာပါတဲ့ဒီတုတ်ဦးမှုန့်လေးကိုပေါ့နော်ရေး200မီလီနဲ့ပျော်အောင်လို့ဖြောထားလိုက်မှာပေါ့နော်ဒါတုတ်ဦးမှုန့်လေးနှစ်ထုပ်ပေါ့နော်ပျော်ရမယ်ကဲတုတ်ဦးမှုန့်လေးအရေးပျော်သွားအောင်လို့ဖြိုးတော့အရင်ဆုံးဖြောထားပေးရမှာပေါ့နော်ကဲခောက်ဆွဲလေးတွေရပြီဆိုတော့ဆယ်လိုက်ပါတော့မယ်ခောက်ဆွဲလေးရပြီဆိုတော့ဖြိုးခုနကဖြိုးထားတဲ့တုတ်ဟူမော့အရေးလေးတွေကိုပြစ်လာတဲ့အထိဒါကြိုပေးရမှာပေါ့နော်ကဲကြိုတဲ့ခါတော့မီးအေးလေးနဲ့ကြိုပါမယ်နော်ပြီးရင်လုံးဝရက်ပဲနဲ့မှွေပေးနေရမယ်မဟုတ်လို့ရှိရင်လေအိုးကတ်ဝါတက်တယ်တိလားထို့တို့တွေကဒီတုတ်ဟူအရေးကိုပေါ့နော်ဒါပဲစမ်းနှံ့လေးတွေပျောက်ပြီးတော့ပြစ်လေးဖြစ်လာတဲ့အထိ9မိနစ်9မိနစ်လောက်ဒါကြိုပေးရမှာပေါ့နော်ကဲတဖြည်းဖြည်းနဲ့ပြစ်လာပါပြီကဲဒီလိုအနေထားလေးရပြီဆိုလို့ရှင်တော့ဖြိုးကတော့ချလိုက်တော့မှာပေါ့နော်ဖြိုးကလည်းမပြစ်လေးပူကြိုက်တယ်ဒီလား Master Idol ရဲ့တုတ်ဟူနွေခောက်ဆွဲဖက်ပေါ့နော်ပြီးရင်တော့တုတ်ဟူအရေးလေးတွေထည့်ပါမယ်ပြင်းနှင်လာပါရှယ်ပဲဒီကြာညို့လေးရဲ့စီမွေးလေးရဲ့ပြီးရင်မြေပဲထောင်းလေးရဲ့ထည့်ပါမယ်ကဲစီမွေးလေးတွေအရင်ထည့်လိုက်မယ်ပြီးရင်တော့ကြာညို့လေးထည့်ပါမယ်ဒါကတော့မြေပဲဆန်လေးပေါ့နော်ကဲပြီးရင်တော့သူကကြိုက်နှစ်သက်ရအသားတွေအတိရွက်တွေထည့်စားလို့ရတယ်ဆိုတော့ဇွန်းရွက်လေးထည့်မယ်ပြီးရင်တော့အသားကတော့ဘာမှအသားမှမရှိလို့ဒီမှာဖြိုးလုပ်ထားတဲ့ကြက်တလုံးလေးထည့်လိုက်မယ်ကဲဆွဲပါတော့မယ်ကဲရှယ်ပဲဒီကောင်းလိုက်တာငါမှုန်းနေတော့ပဲကဲရှယ်ပဲစားပါတော့မယ်နှစ်ထုပ်ကြီးအများကြီးပဲလောဘကြီးကတစ်ထုပ်ပဲမဟုတ်ပဲမဝမှာဆိုလို့ဆိုနှစ်ထုပ်လုပ်လိုက်တာအများကြီးဖြစ်သွားကဲစားကြပါအောင်ရှင်ဟာအမွေးလိုက်လိုက်နဲ့ဟိုရှယ်ပဲကောင်းရောပဲတထုပ်ဆိုရင်လေတယောက်ကောင်းဝရတယ်သိလားဖြိုးကလောဘကြီးနှစ်ထုပ်လောက်အများကြီးဖြစ်ပါပြီးလို့ရှင်ထဲတဲ့သူ့ရဲ့ကြာညို့ကိုလေအကုန်မထဲနဲ့ဖြိုးဆိုဒီနှစ်ထုပ်ကိုသူကြာညို့တစ်ထုပ်ပဲထဲတာလုံးဝကွက်တီပဲသိလားကြာညို့တအားမကြိုက်တဲ့လူတွေအတွက်ပေါ့နော်ကြက်ရိုးဟင်းကားလေးဖြစ်ပါလို့ရှင်လုံးဝကွက်တီပဲရှမ်းပြိုသွားပြီးတော့တုတ်ဟူနွေစားနေရတဲ့အရသာလေးလောကထိမိနေတာပဲဘုမပဲကျင်းနေသွားတော့နေပြန်နေတာရောက်ပါတဲ့ခါကျရှင်တုတ်ဟူနွေမရှိတော့ဆိုအခုလိုဒီ Master Idol တုတ်ဟူနွေလေးဝယ်စားကြည့်နော်လုံးဝအလွမ်းပြေသွားမှာဖြိုးကဒီမနက်စားခြင်းနေတာဖြိုးတို့စီမှာမရအောင်ဆိုပေမဲ့အခုတော့ဒီ Master Idol နဲ့တွေ့တာအဆင်ပြေပါပြီနောက်ထပ်ကနည်းနည်းပဲကျွန်တော်ကဲဖြိုးကတော့ဒီနေ့လုံးဝအရန်စားခြင်းနေတဲ့တုတ်ဟူနွေလေးစားလိုက်ရပါပြီဖြိုးလိုပဲတုတ်ဟူနွေအရန်ကြိုက်တယ်ဆိုလို့ရှိရင်တော့ Master Idol တုတ်ဟူနွေလေးစားကြည့်ကြနော်သူကကြတော့လုံးဝပျော့ဤစိတ်မှွေးနေတာပဲဖြိုးကတော့လုံးဝကြိုက်သွားပါပြီကဲကူတော့ဖြိုးဘလော့ဒီမှာပဲရက်လိုက်ပါတော့မယ်နောက်ဘလော့ကြောက်လို့ရှိရင်ဖြိုးဘာချက်ပြပြီးဘာစားပြအောင်လဲဆိုတော့ဆက်လက်ဆက်မကြည့်ရှုပေးကြပါအောင်ရှင်တက်တာ